မန်စီးတီးကစားသမားဖြစ်ရတာအလွန်ဂုဏ်ယူစရာကောင်းတယ်လို့ကိုဟီပြောကြားဘောလုံးကြားသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်ကိုပြန်ကြိုးစားပါမယ်။ Crystal Palace အသင်းကနေပြောင်းရွှေ့လာတဲ့မက်ဂူရီကမန်စီးတီးကစားသမားဖြစ်ရတာအလွန်ဂုဏ်ယူစရာကောင်းတယ်လို့ပြောကြားခဲ့ပါတယ်။အင်္ဂလန်နောက်ခံလူဂူရီ25နှစ်ကမန်စီးတီးအသင်းထံကနဦးပြောင်းရွှေ့ခြင်းပေါင်သန်း20 plus အဒွန်ဂျေးနဲ့မန်စီးတီးအသင်းကိုရောက်ရှိလာတာဖြစ်ပါတယ်။၎င်းကမန်စီးတီးအသင်းနဲ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဆေးစစ်မှုခံယူခဲ့ပြီး2031ခုနှစ်ထိ9နှစ်ခွဲသက်တမ်းရှိစာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ။ကျွန်တော်တကယ်မှပျော်ရွှင်ပါတယ်။ပြီးတော့မန်ချက်စတာစီးတီးကစားသမားဖြစ်ရတာအလွန်ဂုဏ်ယူစရာပါ။ဒီပြောင်းရွှေ့ကကျွန်တော်ကစားသမားဘဝစူးစမ်းခဲ့မှုအားလုံးရဲ့အထွတ်ထိပ်လို့ခံစားမိပါတယ်။ကျွန်တော်ကအခုအင်္ဂလန်ရဲ့အကောင်းဆုံးကလပ်ကိုရောက်နေပြီးမယုံနိုင်စရာကောင်းတဲ့ကစားသမားအစုအဖွဲ့ရဲ့အစိပ်ပိုင်းဖြစ်နေပါပြီ။ဒီလိုမျိုးပြောရတာတကယ်ကိုကောင်းပါတယ်။ဘောလုံးကိုကျွန်တော်ချစ်ပါတယ်။ဒါကကျွန်တော်ကိုကာလာရှည်ကြာစွာအမြောက်များပေးခဲ့တာပါ။မန်ချက်စတာစီးတီးမှာကျွန်တော်ရဲ့တိုးတက်မှုတွေကဆက်လက်လှုပ်ဆောင်နိုင်ခွင့်ရကျွန်တော်နဲ့ကျွန်တော်မိသားစုအတွက်အမှန်တကယ်ထူးခြားတဲ့အခိုက်အတန့်ပါအခုအစပြီးတော့ကျွန်တော်ပွဲထွက်ကစားဖို့လုံးဝမဆောင်နိုင်တော့ပါဘူးကျွန်တော်အသင်းဘော်တွေနဲ့လည်းတွေ့ဆုံခြင်းနဲ့ပြီးတော့လေ့ကျင့်ရေးမှာစူးစမ်းမယ်မန်နေဂျာကကျွန်တော်ထံနေဘာတွေမျှော်လင့်တယ်လဲဆိုတာကိုနားလည်ပါတယ်ပြီးတော့ကျွန်တော်ဘာလုပ်နိုင်တယ်လဲဆိုတာကိုမန်စီးတီးပရိသတ်တွေကိုသက်သေပြပါမယ်လို့ဂူကြီးကပြောကြားခဲ့ပါတယ်မန်စီးတီးအသင်းကနောက်ခံလူတွေဖြစ်တဲ့ဂေဗာဒီယော DS နဲ့စတုန်းတို့ဒဏ်ရာပြဿနာရှိနေလို့ဂူကြီးကိုအပူတပြင်းခေါ်ယူခဲ့ရတာပါဂူရီနဲ့မကြသေးခင်ကခေါ်ယူခဲ့တဲ့ဆယ်မန်ယူတို့ကချန်ပီယံလိလက်ကျန်ပွဲတွေမှာတော့ကစားနိုင်မှာမဟုတ်ပါဘူး။ဂူရီနဲ့လာမယ့်စနေနေ့ဦးနဲ့ပရီးမီးယားလိအင်ကွင်းပွဲမှာအသင်းအသစ်အတွက်ပွဲထွက်ကစားဖို့ရှိပါတယ်။